နှက်ပြီးအဲ့လောက်ဒီ ခမရဘာ ဘာလို့ တော့ခေါ်နေ ဖိုး အော် 说不是哦， ဘောကူ 宝宝什么？左右是不是就是宝？ ဘာပြောလို့တော့ ဗျာ ခင်ဗျာ သူ့ကျဲကျဲပြောဗျသူ့ ရတယ်အာမနာနဲ့ သူ့ကိုစောမင်းလား အော်ကျွန်တော်ပြောတာ ဟုတ်ဖူးဟုတ်ဖူး ဟာအဲ့မင်းဝက်စာတွေကဆင်းနေဟာ ဟောသွားမလုံလို့ အေးပါကွာ ဟုတ်ဖူးလားသူတို့ သူတို့ မိုင်းကျွန်တော်ဟမ်ဟုတ်ဖူး ဟာ ဟုတ်ဖူးလား ဟုတ်ဖူးလိုက်ပါ သူတို့ကိုပေါက်ကျော်လားကိုပေါက်ကျော် ဟာ ဩဟုတ်ကဲ့ပါကြာရခုနကတော့ရပြောနေတာကိုပေါက်ကျော်တဲ့မင်းသားလေးပါလေမကတတ်ဘူးလားတဲ့နည်းနည်းပပကပေးသားမှာဟမ်လိတ်သုံးကောင်တော့လေ ဟာတော့မပြောတာ ဘာလို့ပြောနောင်နေဟမ်ကရဘူးဘာဖြစ်တယ် မကရဘူး ဘာကတတ်တာချင်းချင်းပြောပါလားဘာလို့ လူသိပါကြောက်လို့ပေါ့ကွာ ငါလာပြီဘာလို့ပြောမလို့ လူသိပါကြောက်လို့ပေါ့ မကတတ်လက်ကပ်ပြီလေပြိတ္တကနှစ်တောင်းဆိုနေလို့ အာမင်းလေ ဘိုင်းတစ်ပိုင်းလူကပ်ပြီလေကပ်ပြီလေပါဆုံးမ မင်းကနေပါတော့ငငယ်တော့တူဘူးအဲ့ဒါမေးလားမမေးလားငါမသိဘူးလေမကတော့လည်းကြိုက်လေမင်းမကတော့ကွာမင်းကမင်းဒီတိုက်ကလို့လည်းရတာမဟုတ်ဘူး ဟောတော့ ဟိုဝှစုံနေပါလေငါအောက်ဆင်း ဝစ်စုံမလိုပါဘူး ဟမ် ဒီဝစ်စုံနဲ့တင်တော်လာနေပြီလို့ ရဘူးမင်းလေဒီတိုက်ကလို့ဆင်းပြုံးလို့ခေါင်းပေါက်ဘာညာတွေအဲ့ဒါလိုသေးတာခေါင်းပေါက်ဘာနဲ့ ခေါင်းပေါက် ပေါက်လေ ခေါင်းပေါက်မပါခဲ့ဘူး ပေါက်လေ ပါကျောင်းရောပါ ဟမ် ကျောင်းရောပါတယ် အာ ဘယ်ရောင်ခေါင်းပေါင်းကျင်တော်ပြောလိုက် ဟုတ်လူလား ဟာပြောလိုက် ဟမ် ခေါင်းပေါင်းကိုဘယ်ရောင်ပေါင်းကျင်ပြောလိုက် ဟောမင်းကာလာဆုံးကိုစောင်းနေတာပေါ့ ကောင်းရှိတယ်ပြော အဲ့ဟောလောက်ကအဲ့ဆိုကအနီရောင်ခေါင်းပေါက်လေးလိုချင်နေ အနီရောင်ခေါင်းပေါင်း အေး ရမယ်ဗျဟာဒါအနီရောင်ခေါင်းပေါင်း ဟမ် ဒါအနီရောင်ခေါင်းပေါင်း ဟဲ့ ဒါခေါင်းပေါင်းမယ် ဒါခေါင်းပေါက် ဟုတ်တယ်ဒါခေါင်းပေါင်း အဲသူရောနေလည်းပိတ်ကုန်ပေါင်းမယ်မင်းသားခေါင်းပေါက်နေတဲကိုပေါ့ဆို လာပါလေ မမလောက်လေ ဟမ် မင်းဒီဘက်ကဟိုယုံနေရွက်ဒီပါဒီ ဘာကြောင့်မန်ရွက် အေးအဲ့ဒါတွေ အဲ့မပူနဲ့ ဟမ် အဲ့ပဲလေစဉ်းစားပြီးသား ဟောတော့ငါကောက်ကိုတမင်ဆောင်းလာတယ်ပေါ့ရှိတယ် ဒါပဲမင်းသားခေါင်းပေါင်းရှယ်ပဲမင်းသား ဟဲမင်းသားတော့နာမည်ကြီးပြီဟဲခေါင်းပေါင်းနဲ့တော်တော်ကိုသားနာနေတယ် မင်းသားအောင်စပူရဲ့ညီလေး ဒီလေတော့ ကြောင်တပူကြောင်စပူကြည်ပြလာလို့ဟာမင်းသားလေးလာတာတော့ တော်တော်လိုက်အားလို့တော်တော်လိုက်ရဗျာ ခေါ်နေမင်းသားလေးအပိလိုက်ပါအောင်ဗျ ကျေးဇူးတင်ပါလေလို့ဟာ ခဏလေး